မင်္ဂလာပါတကူစလောက်ခံနေဟုတ်တကူစလောက်တဲ့အချိန်တိုင်းခိုးလူပြောမှကြောက်လို့ဒီလူကဲရဲ့မှာကြောက်လို့ဆိုတဲ့စိတ်နဲ့ကိုယ်စိတ်ကူးအိမ်မက်တွေအကောင့်ထဲမဖော်ရဲတဲ့သူတွေဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာဘယ်နှယောက်လောက်ရှိလဲကိုပါတယ်လို့ထင်ရင်1 2 3တက်ပြီးတော့ရေးခဲ့ငါဘာမို့လို့ငါ့ကိုလူတွေကစိတ်ဝင်စားမှာလဲငါဘာတွေတုံနေလို့လဲ I'm not good enough အဲ့လိုမျိုးစိတ်တွေနဲ့ကိုဒီ grade လုပ်နေတဲ့သူတွေကလည်းကိုချင်းစားပါတယ်ဘာလို့လဲဆိုတော့ကိုတိုင်းလည်းအထက်မှာပါလို့ပါအမှန်တရားခါရပေါ့နော်ကိုလောက်တောင်မတော်ဘဲနဲ့အရာတစ်ခုရနေတဲ့သူတွေကိုတစ်တော်မှာမြင်မှုပါလိမ့်မယ်ကိုကတော်ရက်နေပါလို့လူတွေရှိကိုထွက်ဖို့တစ်ခုလုပ်ဖို့ကြောက်နေရတယ်ဖြစ်နိုင်ကြီးကကိုမှ imposter syndrome ဆိုတာရှိနေနိုင်လို့ပါ imposter syndrome ဆိုတာကအလွယ်ပြောရမယ်ဆိုရင်ကိုတော်တာမမြင်တတ်တာပါအဲ့လိုမျိုးဖြစ်တတ်တဲ့သူတွေအနေနဲ့ကိုလုပ်ချင်တဲ့အရာကိုကြောက်စိတ်မရှိဘဲနဲ့ confidence ရှိလုပ်နိုင်ဖို့အတွက်ဘာလဲခုနပြောတဲ့ syndrome ကိုအရင်သွင်းဖို့လိုပါတယ်အဲ့လည်းနဲ့တူတူဒီ syndrome ကိုကိုယ့်ရဲ့အနားမှာပေါ်ထားပြီးအရင်သွင်းချင်တဲ့သူတွေအတွက် group coaching session တစ်ခုလုပ်ဖို့ရှိပါတယ်ဒီ group coaching session နာမည်ကတော့ self doubt to confidence ဆိုတဲ့ coaching session မှာတကယ်လို့ဒါဒီ coaching session ကိုစိတ်ဝင်စားရဆိုရင်အလေးကူပြထားတဲ့ page မှာ DTC1 လို့ပို့ပြီးတော့စုံစမ်းနိုင်ပါတယ်